လူတယောက်ကမြေကမ်းပါးမှာရက်ပြီးတော့မြည်ရည်တွေတန်စီးဆင်းနေတာကိုကြည့်ပြီးတော့ဒီမြည်ရည်တွေကမစီးဆင်းမဲ့နဲ့ရက်တက်နေရင်ကောင်းပါပဲသူတောင်းတတယ်ဒီမြည်ရည်တွေကပြန်ပြီးတော့မြအပေါ်ကိုဆန်းတက်ရင်ကောင်းပါပဲလို့အဲ့လိုစိတ်များရှိမယ်ဆိုရင်အဲ့ဒီလူကိုလူတွေကဘယ်လိုပြောမလို့ရွတ်သွတ်နေတဲ့လူလိုပဲပြောမှာပေါ့ဟုတ်တယ်မဟုတ်လားမြည်ရည်ကအပေါ်ပြန်စီးဖို့ဆိုတာဖြစ်နိုင်မလားအပေါ်ပြန်စီးဖို့နေနေတာရက်တက်ဖို့ဆိုတာတောင်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနော်အဲ့ဒီလိုမျိုးမြည်ရည်ကိုရက်တက်စေခြင်းနဲ့အပေါ်ပြန်ဆန်းတက်စေခြင်းနဲ့စိတ်ရှိတဲ့လူကိုတော့ရွတ်သွတ်တဲ့လူလို့အလွယ်တကူမှတ်ချက်ပေးကြမယ်ပေါ့အဲ့လိုဆိုရင်တော့တရားဓမ္မတို့အရှင်တို့ပုထုဇဉ်တွေကအလုံးရွတ်သွတ်တဲ့လူတွေလိုပဲပြောရမယ်ဘာဖြစ်လို့တော့ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲဒီဘဝဟာလည်းပဲအဲ့ဒီမြင်များစီးဆင်းနေတယ်လို့စီးဆင်းနေတာရက်တက်နေတာမဟုတ်ဘူးနော်ဘယ်စီကိုစီးဆင်းနေတာတော့ပျက်စီးမှုတွေကိုဥတည်ပြီးတော့စီးဆင်းနေတာတဖြည်းဖြည်းနဲ့အိုမင်းဟောင်းနွမ်းလာလိမ့်မယ်တဖြည်းဖြည်းနဲ့နာကျင်ကြိုက်ခဲမှုအစင်မပြေမှုယောဂဝေဒနာတွေများလာလိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုများလို့မကများလာပြီဆိုရင်ဘာဖြစ်သွားလဲပျက်စီးသွားမယ်ဒါသူ့လမ်းစဉ်ပဲငါမြင်များစီးဆင်းနေတယ်လို့ခန္ဓာကိုယ်ဟာလည်းပျက်စီးခြင်းစီကိုပျက်စီးရင်းနဲ့ဘာဖြစ်နေတော့စီးဆင်းနေတာဒါသူ့တဘာဝအဲ့ဒါကိုပျက်စီးမှုကြုံလာတဲ့အခါမှာမြင့်ရည်ကိုရက်တန့်စေခြင်းတလို့မျိုးမြင့်ရည်ကိုဆမ်းပြီးတော့ပြန်တက်စေခြင်းတလို့မျိုးတော့ကောင်းမွန်တဲ့အနေထားလေးမှာလူတွေဟာရက်တန့်ပြီးတော့နေခြင်းတယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနာလိမ့်မယ်ကျင်လိမ့်မယ်ကြိုက်လိမ့်မယ်ခဲလိမ့်မယ်ယောဂဝဒနာကိုရင်ဆိုင်ရလိမ့်မယ်ဟုတ်တယ်မဟုတ်လားပြန်ပြီးတော့မြင့်ရည်ကိုဆန်းတက်စေခြင်းတလို့မျိုးတရားဓမ္မတို့ဦးဇင်းတို့တွေကအခြေအနေကောင်းလေးတွေကိုပြန်ပြီးတော့တောင်းတလိမ့်မယ်အဲ့ဒီအချိန်မှာပျက်စီးမှုကြုံလာတဲ့အချိန်မှာဒါပါလေလို့မေးရင်ရှုသွတ်မှုပဲခန္ဓာကြီးကသူ့ဖြစ်စဉ်သူသွားနေတာသူပြနေတာကိုကိုကဘာဖြစ်နေအောင်တက်တက်နားမလဲနိုင်မှုနဲ့မရစကောင်းတဲ့အရာတွေကိုဘာလုပ်နေတာတော့တောင်းတနေတာဟုတ်တယ်မဟုတ်လားမရနိုင်တဲ့အရာကိုဘာဖြစ်နေတယ်တောင်းတနေတာနော်အဲ့ဒါကြောင့်စိတ်ဆင်းရဲရတာဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့နော်အခက်အခဲနဲ့တွေ့လာတဲ့အခါမှာနော်အခက်အခဲကအခက်အခဲလားအခက်အခဲကိုရင်မဆိုင်တဲ့နာကအခက်အခဲလားဆိုတာလေးကိုတော့စဉ်းစားစေခြင်းတယ်ပေါ့ဟုတ်လားခန္ဓာကိုယ်ကြီးကတော့သူသွားနေကြလမ်းစဉ်ကိုတပြားသားမှမလျှော်ဘဲနဲ့သွားလိမ့်မယ်ဗျအဲ့ဒါကိုကိုကဘာလုပ်ဖို့လိုတော့နားလေပေးဖို့လိုတယ်နားလေတာကိုဘာလို့ခေါ်မလို့ပညာလို့ခေါ်မယ်နော်အဲ့ဒီခန္ဓာရဲ့အကြောင်းကိုနားလည်မှုဆိုတဲ့ပညာကလွယ်လွယ်လေးရမလို့ထင်သလားမရပါဘူးဒီတိုင်းနေလို့မရအောင်ဒလဇက်သူ့ရဲ့အကြောင်းကိုသိကျင်ရင်တော့သူ့ရဲ့ပုံမှာဒလဇက်တတိထားမှသာလေသူ့အကြောင်းကိုကောင်းကောင်းသိနိုင်မယ်ဒါကြောင့်သတိပဋ္ဌာန်တရားပွားများတယ်ဆိုတာဘာလို့တာတုံးလို့မေးရင်ဒီဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်နားလည်အောင်ကြိုးစားရတာဒါကြီးကဒီလိုဖြစ်တဲ့သဘောကြီးပဲလို့သိမယ်တကယ်သိမယ်ဆိုရင်ဖြစ်လာတဲ့အချိန်မှာသူဘာဖြစ်မလို့ဘာမှဖြစ်စရာအကြောင်းမရှိဘူးခုတရားဓမ္မတို့ဦးဇင်းတို့တွေကခန္ဓာကြီးရဲ့အကြောင်းကိုနော်သူ့ရဲ့ဖြစ်စဉ်ကိုတကယ်သိအောင်ဘာမှလှုပ်ထားတာမရှိဘူးအဲ့တော့သူဖြစ်လာပြီလဲဆိုရောဘလို့တွေဖြစ်ကုန်တော့အထိတ်တလန့်နဲ့အံ့ဩမှုတွေနဲ့ဖြစ်မှဖြစ်ရလေခြင်းဆိုတာတွေနဲ့စိတ်တွေကဘာဖြစ်ကုန်ပြီတော့တုံ့လှုပ်ခြောက်ခြားကုန်ပြီနော်မြည်ရည်ကိုရက်တန့်စေခြင်းတလို့မျိုးမြည်ရည်ကိုပြန်ပြီးတော့ဆန်တက်စေခြင်းတလို့မျိုးဒီခန္ဓာကြီးကသူ့လမ်းစဉ်သူသွားတာကိုပဲကိုကဘာဖြစ်နေဝင်ဆွတ်နေပြီပေါ့နော်ကောင်းတဲ့အနေထားလေးမှာရက်နေခြင်းနဲ့မကောင်းတဲ့ဘက်ကိုစီးမသွားစေခြင်းကိုပြန်ပြီးတော့ဆန်တက်စေခြင်းတွေဖြစ်နိုင်မလားမဖြစ်နိုင်ဘူးမဖြစ်နိုင်တာကိုဖြစ်ချင်တဲ့စိတ်တွေကြောင့်အဲ့ဒီအချိန်မှာအကြီးအကျယ်ဘာလို့အောင်တော့တုံ့လှုပ်ခြောက်ခြားနေပဲမဖြစ်နိုင်တာကြီးကိုဖြစ်ချင်တယ်မဖြစ်နိုင်တာကြီးကိုဖြစ်ချင်တဲ့အတွက်ကြောင့်ဖြစ်လဲဖြစ်မှာမဟုတ်ဘူးအဲ့တော့ဖြစ်ချင်တာကြီးမဖြစ်ရတဲ့အတွက်ကြောင့်လည်းပဲစိတ်နှလုံးကအကြီးအကျယ်ဘာဖြစ်မလို့ပင်ပန်းလိမ့်မယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့အခုအခြေအနေတွေကစပြီးတော့နော်ဒီခန္ဓာကြီးဟာဘလို့ဖြစ်လာမလဲဆိုတာကိုအသေးချာသိအောင်ကြိုးစားပြီးတော့ဖြစ်လာတဲ့အချိန်မှာနော်နားလည်မှုတွေပြည့်ဝနေအောင်ကြိုးစားထားကြဖို့မလိုဘူးလားဒါကဦးဇင်းတို့ကအလွန်အပေါ်ရန်ဆန်တဲ့စကားလုံးလေးတွေနဲ့ပြောတာပါဟုတ်လားနောက်တစ်ချိန်ကျရင်ဒီပြဿနာဒီအခက်အခဲကရင်ဆိုင်ရမှာနော်တကယ်ကြီးမိုင်းများနော်အဲ့ဒီကြောင့်သူပြည်လေတော့ပါလိမ့်မယ်ကွာလို့ခပ်ပေါ့ပေါ့တော့မလုံးနဲ့နော်သူဘယ်မှမပြေလဲဘူးငါသူကတော့ဘယ်မှမပြေလဲဘူးပြီးရတော့ပြီးသွားမှာပါပဲနော်ပြီးရတော့ပြီးသွားမှာပါပဲအစဉ်ပြေပြေနဲ့ပြီးမလားအစဉ်မပြေပဲပြီးမလားဆိုတာပဲစဉ်းစားကြရမှာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပုံစံမြတ်စွာဘုရားဦးဟောပြီနော်သဘာဝတရားတွေအကုန်လုံးကွဲကွာသွားကြရလိမ့်မယ်အကုန်လုံးခွဲခွာသွားရလိမ့်မယ်တယောက်ကိုတယောက်တရားဓမ္မတို့ဦးဇင်းတို့တွေကဖက်တွယ်ပြီးတော့အပြုတ်ပြီးတော့နေကြတဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိရနော်ကိုမိသားစုအချင်းချင်းဆိုရင်အရန်ကြီးကိုဘဝတစ်ခုအနေနဲ့လှုပ်ပြီးတော့တောင်းဘာလုပ်ထားတာတော့ဖက်တွယ်ထားကြတာနော်အမြဲတမ်းတူတူနေခွင့်ရှိမလားမရှိဘူးကိုဟာတဲကတစုံတယောက်ကိုဘဝတွေကခွဲထွက်သွားမယ်ဆိုရင်လူတွေဟာဘလို့ဖြစ်မှာတော့ငရမ်းပြလို့တကယ်ကိုအကြီးအကျယ်တုံ့လို့ခြောက်ကြမယ်ကိုတဲကတယောက်စိတ်ကူးလေးနဲ့ထွက်သွားကြည့်ပေါ့နော်ဘလို့နေမတော့အကြီးကျယ်တုံ့လို့ခြောက်ကြမယ်